ကောင်းကင်ဘောကနေအေယာမအကြီးတစ်ထောင်ထိုးဆင်းလာပြီးဦးတို့အနီဆောင်ထားတဲ့အလုတ်သမားလေးတွေထောင်ပေါင်းများစွာကိုအကြမ်းမတမ်းစုပ်ယူသွားပါတယ်တင်းစီကနေတွေးဖောက်ယူလိုက်တိုင်းတင်းရဲ့တွေးကြောတွေထဲမှာအခုလိုမျိုးအတိအကျဖြစ်ပြနေတာပါဒီလိုထိန်လန့်တကြားထင်နေကြတဲ့ကောင်လေးတွေကတော့တင်းရဲ့တွေးနေဦးလေးတွေပဲဖြစ်ပါတယ်တင်းဒူးကောင်မှာတင်းငယ်တဲ့ပွန်းပယ်မှုလေးတစ်ခုဖြစ်သွားတာကတော့မှအရေးပြားအောင်မှာတော့ကဘာပြက်မတတ်ကက်ပေးကြီးတစ်ခုဖြစ်ပေါ်စေပါတယ်အဲ့ဒီထိခိုက်မှုကြောင့်တင်းအသားထဲမှာဓာတ်ရိုက်ကိုအေယာမချွင်းခွက်ကြီးတွေဖြစ်ပေါ်စေပါတယ်ဂန်ကောင်းတာကတော့တင်းခနာကိုကချက်ချင်းပဲပြန်လဲတိုက်ထုတ်ပေးပါတယ်ခနာကိုကနေသွေးမွားလေးတွေလို့ခေါ်တဲ့အထူးအရေးပေါ်ပြုတ်ပင်လေးအခွိုက်ကိုဆေးလွတ်လိုက်ပါတယ်သူတို့တွေကထိခိုက်သွားတဲ့နေရာကိုအပြေးလွှားသွားရောက်ကြပြီးစုပ်ပြဲသွားတဲ့တရှူးတွေကိုဆွဲကြိုင်ကပြဲသွားတဲ့အစွန်းတွေကိုတစ်ခုနဲ့တစ်ခုပြန်ဆက်သွားအောင်အတေးဆွဲပေးကြပါတယ်အဲ့လိုလုံးဆောင်နေရင်းနဲ့လေသူတို့ဟာဒိုးနတ်ပုံစံ five brain back ခွန်းတွေကိုလေထဲပစ်လွတ်လိုက်ပြီးဟာလာ healing ဖြစ်နေတဲ့နေရာကိုပိတ်ဆို့ဖို့အတွက်ဆေးကြိုက်ကအသားအစီကြီးတစ်ခုကိုတိဆောက်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့တာဝန်ကမပြီးဆုံးသေးပါဘူးအဲ့ဒီနောက်မှာတော့သွေးနီဦးတဲ့သွေးဖြူဦးတွေဟာအခင်းဖြစ်သွားတဲ့နေရာကိုရောက်ရှိလာကြပါတယ်သူတို့တွေကသွေးခဲချင်းရဲ့ဒုတိယအဆင့်ကိုစတင်ဖို့အတွက်ဆေးကြိုက်နေတဲ့ပိုက်ခွန်တွေကိုခေါင်းဆိုင်ပြီးခွန့်ချလိုက်ကြပါတယ်ဒါဟာပေါက်ပြဲသွားတဲ့နေရာကိုလုံကျုံသွားစေတာမို့အရေးပြားအတစ်တွေပြက်လက်ရှင်းတတ်လာနိုင်စေပါတယ်သွေးမွားလေးတွေကလည်းထိခိုက်လွယ်သွေးနီဦးလေးတွေကိုအဲ့ဒီဆေးခိုင်နေတဲ့ထောင်းတောက်တွေဓာတ်ရိုက်ကိုအကြမ်းမတန်တွန်းချပြလိုက်ပါတယ်သွေးနီဦးလေးတွေကယုံထွက်ဖို့စူးစမ်းကြပြီမဲ့ပြုတ်ပင်ကြီးအဖွဲကိုတော့လုံးဝမရင်နိုင်ကြပါဘူးဒါကြောင့်လုံးဝတက်တာပြောက်ကင်းသွားတဲ့အထိသူတို့တွေဟာမူလကိုဟန်အနေထားအတိုင်းဒီမလုတ်မရွက်နဲ့ငြိမ်သက်နေပေးရပါတယ်အဲ့ဒါကတော့တင်ခနာကိုကနေအနာဖေးတစ်ခုကိုဘယ်လိုတီးဆောက်ယူတယ်လဲဆိုတဲ့ဖြစ်စဉ်အတိအကျပဲဖြစ်ပါတယ်